Slipper lobster ဖနက်ကြောက်ပူစွန်ဒါကတော့အမေရိကန်နိုင်ငံရဲ့ရှားပါတဲ့ပင်လယ်စာတစ်မျိုးပဲဖြစ်ပါတယ်ပြောကြတာကတော့ဖနက်ကြောက်ပူစွန်ဟာရိုးရိုးကြောက်ပူစွန်ထက်ဟာရပိုရှိတယ်လို့ပြောကြပါတယ်တန်ဖိုးကလဲဆယ်ပုံတစ်ပုံပဲရှိပါတယ်သူ့ကိုဆင်းရဲသားရဲ့ပစွန်လို့လဲခေါ်ကြပါတယ်သူကရှားပါပြီးတော့ရှာဖွေရတာခက်ခဲပါတယ်သူကသဘာဝအလျှောက်ပဲရှင်တန်ကြီးထွားကြလို့မွေးမြူဖို့ခက်ခဲပါတယ်သူတို့ဟာပင်လယ်ကျမ်းပြင်ရဲ့တဲမြေရှုံမြေတွေမှာရှင်တန်ကြီးထွားကြပါတယ်ပင်လယ်ရေအောက်နှက်မီတာ30မှ50ကြားမှာနေထိုင်ကြပါတယ်ငါးဖမ်းသမားတွေဟာဖနက်ကြောက်ပစုံဖမ်းဖို့ရာကျန်းဆွဲပိုက်တွေထောင်ချောက်တွေနဲ့ဖမ်းကြရပါတယ်ဒေသခံတွေပြောကြချက်အရာဖမ်းသမားတွေဟာဖမ်းမိတဲ့ဖနက်ကြောက်ပစုံတွေက3လသားအောက်တွေကိုပြန်လွှတ်ပေးကြပါတယ်ငါးအလုံးအကျုံဖမ်းဆီးခြင်းငါးမျိုးတုံးခြင်းမဖြစ်အောင်ပဲဖြစ်ပါတယ်သူတို့ဟာဈေးချိုတဲ့အတွက်ကြောင့်ဘသူမှမျိုးတုံးပျောက်ကွယ်မသွားစေချင်ပါဘူးဖနက်ကြောက်ပူစုံတွေဟာပြားပြီးကျဲတဲ့ခန္ဓာကိုယ်ရှိပါတယ်သူတို့ရဲ့ခေါင်းတွေဟာပန်ကာပုံတန်းရှိပြီးတော့လက်သေးဆွဲတွေရှိတဲ့အတွက်ဖနက်နဲ့တူပါတယ်ပုံမှန်ပစုံတွေထက်ပိုပြီးမှာပါတယ်ဒါပေမဲ့ပစုံထုတ်ကြီးတွေလောက်အလေးချိန်မရှိပါဘူးအခုံခွာရတာလွယ်ကူပြီးတော့တချို့ကပင်လယ်ပိုးဟက်တွေနဲ့တူတယ်လို့လည်းပြောကြပါတယ်ဘာလို့လဲဆိုတော့သူတို့မှာအာယုံခံမွေးမြင်တွေပါလို့ပဲဖြစ်ပါတယ်သူ့အသားကတော့အံ့ဩဖွယ်ကောင်းလောက်အောင်ကောင်းပြီးတော့ပစုံတုပ်ကြီးနဲ့ကင်းပစုံကြားကအရသာမျိုးပဲဖြစ်ပါတယ်အသားထူပြီးပြော့ဤပြီးတော့စားကောင်းပါတယ်ကနန်းအသားလိုချိုပြီးနူးညံပါတယ်